တန်ဖိုးရှိတာတပည့်တော်နားမလည်လို့ရှင်းပါဖေဆရာဖုံးရဲ့တဲ့ရေသန့်ဆိုပါစို့ဗျာတဲ့ရေသန့်ဒါရေသန့်မယ်ဒီရေဘလောက်တန်တန်ဒီဖန်ခွက်ညစ်ပတ်နေရင်ဒီရေသန့်မှာတန်ဖိုးရှိထားတဲ့ရေသန့်ရဲ့တန်ဖိုးဟာဒီထဲရောက်တာနဲ့တန်ဖိုးမရှိတော့ဘူးကျွန်တော်တောက်ရတဲ့ပလေးကိုကြိုင်ပြီးယဟန်တန်ကတော့ပြောတာရေသန့်တော့တဲ့ဟောဒီခွက်ညစ်ပတ်တဲ့ထဲလိုက်တာနဲ့ဒီခွက်တည်းရရေမတတ်တော့ဘူးတဲ့ဆိုလိုချင်တာကတော့ဗျာတဲ့လူတွေဟာစိတ်ကောင်းရှိဖို့သိလို့တဲ့ရေသန့်ဟာလူရဲ့အရည်အချင်းနဲ့တူတယ်ဆရာဝန်ကြီးပေါ့အင်ဂျင်နီယာကြီးပေါ့စစ်ဗိုလ်ကြီးပေါ့မြို့နယ်အုပ်ချုပ်သူကြီးပေါ့ခုနပြောတဲ့တကြီးပေါ့အရည်ချင်းတွေကျောင်းဆရာကြီးပေါ့စာရေးဆရာပေါ့အရည်ချင်းကြီးအရည်ချင်းစိတ်ကောင်းမရှိတဲ့ခန္ဓာအိမ်ထဲကိုလည်းအဲ့ဒီအရည်ချင်းရောက်သွားတော့သုံးမရတော့ဘူးတဲ့ဒီလိုပဲတဲ့ဝက်သားဟင်းဘလောက်ကောင်းကောင်းညစ်ပတ်တဲ့ခွက်ထဲထည့်ရင်ဝက်သားဟင်းပဲကောင်းတော့မှာတော့ဒီလိုပဲဘယ်လိုပဲလောင်းလောင်းဘယ်လိုပဲလှူလှူစိတ်ကိုတီလာနဲ့ဆေးပြီးတော့မှလှူတော့လောင်းတော့ရေစက်ချတော့တန်ဖိုးရှိတာပေါ့တဲ့မှတ်သားတိုက်လိုက်တာတော်တော်ကောင်းတာပဲဟုတ်တယ်ရေသန့်တောက်တိုင်းလူသန့်မဖြစ်ဘူးစိတ်ကောင်းရှိမှလူသန့်ဖြစ်မယ်ဒါပဲဒီလိုနဲ့ကထိုင်သင်္ကန်းကတ်တော့ကျွန်တော်အိမ်မှာယဟန်တန်ဃာတော်တွေကကျွန်တော်နဲ့အလွန်အင်မတန်ရင်းနှီးတော့ကျွန်တော်ဆိုသူကစဟဲနောက်ဟဲပြောဟဲဆိုဟဲရှိတယ်ဒီလိုပဲပရိသတ်ကများတာပေါ့ဗျာကထိန်ဆိုတော့အိမ်မှာလဲကြာစာဟင်းနေကျွေးထမင်းနေကျွေးဆိုတော့ပရိသတ်က80 100လောက်ဆိုတော့လာတဲ့ကိုတော်ကလည်းတော်တော်စကားပြောချင်နေပြီသူကရေစက်မချခင်တရားချိမြင့်မယ်တဲ့ကျွန်တော်ရဲ့ကထိန်မှာလဲဖိတ်ထားတာရက်ွက်လူကြီးတွေမြို့နေရလူကြီးတွေပါတယ်ကျွန်တော်တငယ်ချင်းအရာရှိတွေပါတယ်ကဲတဲ့ရေစက်မချခင်နဲ့တရားလေးဟောအောင်မယ်တဲ့ကဲနားထောင်ကြတဲ့ဒကာကြီးတို့ဒကမာကြီးတို့တဲ့ချမ်းသာခြင်းကြသလားတဲ့ချမ်းသာခြင်းပါတယ်ဗျာကြဲကြဲပြောပါတယ်တကယ်ချမ်းသာခြင်းသလားတဲ့တကယ်ချမ်းသာခြင်းပါတယ်ဗျာချမ်းသာခြင်းအစစ်အမှန်ကိုတကယ်လိုချင်သလားတဲ့တကယ်လိုချင်ပါတယ်ဗျာအေးမှတ်ထားတဲ့ချမ်းသာခြင်းခိုးရတယ်ကွာချမ်းသာခြင်းခိုးရတယ်ဆိုတော့လက်အုပ်ချီထားတဲ့အလှရှင်ကျွန်တော်ကနည်းနည်းလန့်သွားတာငါတော့ဒုက္ခပဲငါဘေးကကောင်လည်းတငယ်တော့တငယ်ချင်းပဲဒါပေမဲ့တယောက်တယောက်ပါဝါချင်းမတူဒီကောင်တွေကလည်းကျွန်တော်ကိုလန့်ကြည့်တာမင်းဘယ်လိုဖုန်းကြီးအိမ်ပင့်ထားတာလဲပေါ့ဒီမဲ့တကားတို့တဲ့ကိလေသာနာနဲ့နားမထောင်နဲ့အရိယာနာနဲ့နားထောင်ပုထုဇဉ်နာနဲ့နားမထောင်နဲ့တရားနာနဲ့နားထောင်ခိုးဘူးတဲ့လူကတော့ခိုးတာပြင်းမြင်ပါကွာငါစိတ်မဆိုးဘူးတဲ့ကိုပဲစိတ်ဆိုးတယ်ခိုးလို့မှမချမ်းသာရင်မှတ်ထားတကားတကမားတို့လူရတယ်တဲ့လူတဲ့လူတွေလည်းချမ်းသာတယ်ငါလက်ညှိုးထိုးပြမလားတဲ့ကျွန်တော်လည်းလက်အုပ်လေးချီရင်လည်းလက်အုပ်ကိုဖြုတ်လိုက်တာကျွန်တော်ကငါတော့ကထိန်သင်္ကန်းကတ်မိတာမှားပြီနဲ့တူတယ်ခိုးလို့လူလို့မှမချမ်းသာရင်တခါကြီးဥဖုံးရည်အားလုံးမှတ်ထားကြတတ်တဲ့လူတွေလည်းတအားချမ်းသာတယ်နော်တဲ့တတ်ရင်လည်းချမ်းသာတယ်တဲ့ကျွန်တော်စိတ်ထဲမှာမကျေနပ်ဘူးဗျဒီအကြောင်းကိုသာဖုံဖုံဆက်မရှင်ကျွန်တော်လည်းဒုက္ခသူလည်းဒုက္ခဖေးရလူလည်းမျက်နှာပြက်နေပြီကျွန်တော်တကယ်ရင်အရာရှိတွေကလည်းလေအဲ့ဒီကိုတော်တော်တော်ကိုသူ့စိတ်ထဲမှာခံစားနေရပြီကျုပ်ရှင်းမယ်တဲ့ကျုပ်ရှင်းမယ်ရှင်းပြီးမှခင်ဗျားတို့စဉ်းစားကြဟုတ်တယ်ခိုးရင်ချမ်းသာတယ်ခိုးတဲ့လူတွေချမ်းသာတယ်ခိုးတယ်ဆိုတာသူမြဥစ္စာပစ္စည်းခိုးခိုင်းတာမဟုတ်ဘူးမနေ့အိယာထညအိယာဝင်ဖျားရှိခိုးသူတိုင်းစိတ်ချမ်းသာတယ်လို့ကျုပ်ကပြောတာတဲ့တော်သေးတာပေါ့ဖျားကျွန်တော်လည်းနည်းနည်းသဘောကျသွားတယ်သူ့ဘာသူကအဖြေလေးပါတာအရှင်ဘုရားဒါဖြင့်လူတာဟောဖျားလွယ်လွယ်လေးပါတဲ့လူတွေအားတဲ့အောင်မြင်မှုနောက်ငွေနောက်ဂုံရှေဝိုင်းနောက်ကိုလိုက်ပြီးတော့မအားဘူးနဲ့လေတဲ့တရားစခန်းကိုမသွားနိုင်ကြဘူးအာနာပါနဝိပဿနာကမ္မထန်တရားကိုမလုပ်နိုင်ကြဘူး
ဘလောက်ပဲအလုပ်တွေရှုပ်ရှုပ်အချိန်လူပြီးတော့တရားအားထုတ်ပါလို့ငါကပြောတာတဲ့လူတယ်ဆိုတာအချိန်လူပြီးဝိပဿနာကမ္မထန်တရားအားထုတ်ဖို့ပြောတာအေးပေါ်လေတဲ့ခိုးတဲ့သူတွေလူတဲ့သူတွေကသူတို့စောင့်ပြောတယ်ထင်မှာပေါ့တဲ့ကျုပ်ကဖုန်းကြီးဆိုဖုန်းကြီးတရားပြောတာတဲ့ကျွန်တော်တော်တော်သဘောကျသွားတယ်ဗျဒါနဲ့မနေနိုင်ဘူးအရှင်ဖေရတတ်တာဟောဖေရလို့ဒီလောက်ရှင်းတာမှမင်းနေရသေးလားတဲ့စင်းရဲနေရတာဘာကြောင့်လဲသိလားလောဘကြောင့်ဒေါသကြောင့်မောဟကြောင့်အတ္တကြောင့်မာနကြောင့်အိတ်တာမစ္စရိယကြောင့်သိမ့်ပိုက်မှုကြောင့်ဆွဲလန်းမှုကြောင့်စင်းရဲနေတာတကယ်ချမ်းသာအစစ်ကိုလိုချင်ရင်တပ်ပြပါလောဘကိုတတ်ဒေါသကိုတတ်မောဟကိုတတ်အတ္တမာနအိတ်တာမစ္စရိယနဲ့ကိလေသာတွေသိမ့်ပိုက်ခြင်းတွေကိုတတ်ပြတဲ့နေကြရင်ချမ်းသာမယ်တဲ့ကျွန်တော်လည်းဥသုံးချိန်ကိုဖြေကြကျေးဇူးကြီးလာပါတယ်ဗျာလို့တပည့်တော်ခိုးတယ်လူတယ်တတ်တယ်ဆိုတော့တပည့်တော်ပုထုဇဉ်နာဆိုတော့ ਨੇ ကြောက်သွားတာဗျာလို့ကျုပ်တို့ကတရားစကားပြောတာပါဗျာတဲ့ကဲဒီထက်ကပရိသတ်ကြီးကိုဝေမျှပါတယ်ချမ်းသာခြင်းအစစ်ကိုလိုချင်ရင်ခိုးတဲ့နာကိုခိုးပါလူတဲ့နာကိုလူပါတတ်တဲ့နာကိုတတ်ကြပါခင်ဗျာဒီလိုနဲ့ကျွန်တော်အိမ်မှာသမီးလေးကိုသူ့အမေကပကက်လေးတွေကိုထည့်ပြီးတော့တိတ်တာပေါ့ပကက်လေးလွှဲပြီးတော့သမီးလေးကလည်းကလေးဆိုသေးပေါက်တာပေါ့တေးချောင်းကြီးကစီးလို့ဗျရန်နဲ့ကျွန်တော်အမျိုးသမီးကလည်းပကက်လေးလွှဲပြီးသူကအဲ့ဒီမှာသူကဆရာကြီးမင်းသူဝင်ရဲ့ကြပြာလေးကိုသူကဆိုတာတပြေသေးရောကြပြာရလားဗျာဝါဆိုပါကောင်းပျော်စရာကောင်းအထူပိုင်းဆိုရင်ကောင်းမလားလို့နော်ဝါဆိုဝါကောင်းရေတွေကြည်လို့တပြေသည်မဲ့ကောက်စုပ်ကွယ်ခရာစုကြုံဟိုအထဲကမျောနဲ့မဲကြီးတွေ့တတ်တယ်မျောနဲ့ဆိုရာဂျိုးနဲ့လာကွယ်မွေနဂါတောင်ချောက်ဖူးကွယ်ဒိုးလဲကြောက်ပေါင်းအတူသွားစုအုံးလဲနွားကလေးထားခဲ့မယ်သွားကွယ်သွားကွယ်အဲ့ဒီကြပြားလေးနဲ့သမီးလေးကိုသူ့အမေကတိတ်အဲ့ဒီကြပြားလေးနဲ့ကျွန်တော်အဖေကကျွန်တော်ကိုတိတ်ခဲ့ဘူးမှာဗျမကြောက်ဖို့ပြောတာမကြောက်ဖို့ပြောတာဘာလို့ဘာကြောက်နေတာလဲငယ်ငယ်လေးတွေမကြောက်ဖို့အဲ့ဒီကြပြားနဲ့သူ့သမီးကိုသူ့အမေကလွှဲတိုင်းကျွန်တော်စိတ်ထဲမှာဒီကြပြားလေးကိုတေးသေးချာချာတွေးတောဆင်ခြင်ကြည့်တော့ဒီကြပြားကပခက်ကြပြားမဟုတ်ဘူးဒီကြပြားကခလေးကြပြားမဟုတ်ဘူးဒီကြပြားသားချော့တေးမဟုတ်ဘူးဒီကြပြားတိုင်းပြုပြည်ပြုကြပြား1942ခုနှစ်ဒုတိယကမ္ဘာစစ်ဖြစ်ချိန်ဆရာကြီးမင်းသူဝံကသူ့ရဲ့ကွန်ကြံငုံကိုပြန်ပြီးဟောဒီသူ့ရဲ့အိမ်တဲလေးပေါ်ကတကားကိုဖွင့်လို့ဒီကြပြားကိုရေးခဲ့တာတိုင်းပြုပြည်ပြုကြပြားဆိုတာကျွန်တော်ရှင်းပြမယ်အထင်ရှားကျွန်တော်ကဒီနေရာမှာတပည့်လုပ်မယ်ဗျာပရိသတ်ကကျွန်တော်ကိုဆရာလုပ်လိုက်ပါပထမတစ်ကြောင်းကဘာလဲကျွန်တော်မေးကြည့်ပါဝါဆိုဝါကောင်ရေတွေကြီးလို့အဲ့ဒါလေးကိုစဉ်းစားကြည့်အောင်မြန်မာနိုင်ငံဟာတစ်နှစ်မှာဘယ်နှလားရှိတုံးဗျာဘယ်အစလဲဗျာတကူကစုံနယုံတော်တလင်းတရင်ကျအဲ့ဒီ12လမှာမြန်မာနိုင်ငံဟာဝါဆိုဝါကောင်ကြမှာပဲရေကြီးတယ်ကြံတဲ့လကိုရေမကြီးဘူးလို့ပြောတာအတိတ်ဘယ်ကတော့မင်းကျင်တရားနဲ့ညီတဲ့ဘယင်းတွေအုပ်ချုပ်တဲ့နိုင်ငံလို့ပြောတာရေကြီးကျင်တဲ့အချိန်ကြီးတဲ့နေ့တော့မညီဘူးလို့လဲဆိုလိုတာဗျနောက်တနည်းလဲယူလို့ရသေးတယ်ဝါဆိုဝါကောင်မှာရေတွေကြီးပြီးကြံတဲ့လမှာရေတွေမကြီးတာအကြောင်းရှိတယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့လူမျိုးတစ်တော်တွေကိုအယံကာရောမခုတ်တဲ့လူမျိုးရွှေတွေအယံမကျင်တဲ့လူမျိုးတဘာဝပတ်ဝန်းကျင်ကိုနေတော့မြန်မာလူမျိုးတွေထိမ့်သိမ့်ကြလို့လဲသတိပေးသွားတယ်အခုတော့ရေကကြီးကျင်တယ်လို့ကြီးတာတဘာဝပတ်ဝန်းကျင်ကျွန်တော်တို့ကထိမ့်မှမထိမ့်သိမ့်တာကိုဝါဆိုဝါကောင်ရေတွေကြီးလို့ဟောဒီတိုင်းပြည်မှာဘယ်ခစ်ဘယ်ခါပဲဖြစ်ဖြစ်ဝါဆိုဝါကောင်မှရေကြီးရတဲ့အကြောင်းရင်းဟာတဘာဝတရားဇာတအရင်းမြစ်တွေထိမ့်သိမ့်ကြဟေ့
ပြည်သူပြည်သားနဲ့အုပ်ချုပ်သူဘရင်ညီညွတ်ကြဟေးလို့သတိပေးသွားတယ်တိုင်းပြူပြည်ပြူဝတ်ကြလေကဲနောက်တစ်ကြောင်းများဝါဆိုဝါကောင်းရေရွေကြီးလို့တပြေသည်မဲ့ကောက်စုကွယ်တာမန်ဆိုရင်တော့တပြေသည်မဲ့ကောက်စားတာဘာဆန့်လက်ထင်မှာကျွန်တော်တို့နိုင်ငံမှာနေပြီးကျွန်တော်တို့နိုင်ငံရဲ့အလှကိုမမြင်တာကျွန်တော်တို့အိမ်မှာနေပြီးကိုယ့်အိမ်အလှကိုမမြင်တာဗျရေချိုမြေကြီးနိုင်ငံအလယ်ဟာဖြတ်စင်တာကမ္ဘာပေါ်မှာမြန်မာတနိုင်ငံပဲရှိတယ်စဉ်းစားကြည့်ပါရေချိုမြေဟောဒီအောက်ကိုတူးကြည့်ပါမြန်မာနိုင်ငံရဲ့အောက်မှာရေချိုပင်လယ်ကြီးရှိတယ်ကမ္ဘာမှာရေချိုတွေရှားနေပြီးမြန်မာနိုင်ငံတကြံမှာရေချိုနဲ့ပတ်သက်တိုင်းပြီတပြေသီးမဲ့ကောက်တယ်ဆိုတာသူများနိုင်ငံမှာကြွေကြတဲ့အသည့်ကောက်စားလို့မရဘူးအစ္စရေးကောက်စားလို့မရဘူးပါလက်စတိုင်းကောက်စားလို့မရဘူးအီဂျစ်ကောက်စားလို့မရဘူးအင်္ဂလန်ရုရှားမရှိဘူးတပြေသီးမဲ့ကောက်စုပ်ကွယ်ဆိုတာငါတို့နိုင်ငံဟာပရိသတ်ပင်နိုင်ငံဟဲ့ထိမ့်သိမ်းကြလို့လဲပြောတာပရိသတ်ပင်နိုင်ငံမှမသိဘူးကောက်ပြီးစားရုံပဲနတ်ဘုံနန်းကောက်စားရုံပဲသူများနိုင်ငံတော်တော်ကိုခက်စိုက်ပြစားတော့ရတာအလွယ်တကူစားလို့ရတယ်ဒါကိုပြောတာတပြေသည်မဲ့ကောက်စုကွယ်ပြီးတော့ခရာစူးကြုံဟိုအထဲကခရာစူးကြုံဆိုတာအဲ့ဒီခါတော့ဒုတိယကမ္ဘာစစ်ကြီးကိုပြောမယ်ထင်တယ်ဗျနေချက်စနစ်ကိုပြောမယ်ထင်တယ်နေချက်စနစ်ကကြောက်စရာကောင်းတယ်ကိုလိုနီစနစ်ကကြောက်စရာကောင်းတယ်ဒီနေရာမှာဆရာကြီးမင်းသူဝင်တို့ခေတ္တကကိုလိုနီနဲ့ဒီခေတ်ကိုလိုနီနဲ့မတူဘူးဗျပလေတိုရေးတာလေဝေမျှခြင်းလို့ပါပလေတိုကပြောဖို့တယ်ဗျသူတို့ခေတ္တကအလကားပါကွာတဲ့စစ်တိုက်နေတဲ့ဘရင်တွေစစ်တိုက်ပြီး colonization လုပ်တဲ့ဘရင်တွေအုံနောက်မရှိလို့တဲ့တကယ်အုံနောက်ရှင်စစ်တိုက်ဆရာမလိုဘူးတဲ့စစ်တိုက်ပြီး colony လုပ်တယ်ဆိုတာလူတွေလည်းတည်တယ်ပင်ပန်းပါတယ်ကွာတဲ့ colony လုပ်ချင်တာများလွယ်လွယ်လေးရဲ့တဲ့ကို့ဒေတာအတွင်းမှာကို့နိုင်ငံကိုအခြားနိုင်ငံနဲ့စီကံနေရှိဖွံ့ဖြိုးတိုးတက်အောင်လာစ조사လိုက်ကို့နိုင်ငံဖွံ့ဖြိုးလာရင်ကိုယ်နိုင်ငံလောက်မှမဖွံ့ဖြိုးတဲ့ဒီဒေတာတွင်းနိုင်ငံတွေအလုံးလုံးနေရင်ကျွန်းလာခံလိုက်မယ်ကွာတဲ့မရောက်ရင်စင်ကာပူကိုကြည့်အဲ့ဒါခရာဆူပဲဟိုခေတ်တုန်းကခရာဆူကတော့တနတ်ကြီးနဲ့လာတာပေါ့ဂျပန်တို့အင်္ဂလိပ်တို့ဥရောပပုဂ္ဂိုလ်များဒီဘက်ခေတ်ကတော့ဒေါ်လာကြီးစံနဲ့ပြည်ရင်ကျင်တက်နေတာဟေးရွှန်ကြီးစံနဲ့ဖြစ်ရင်ပျော်နေတာဗတ်ကြီးစံနဲ့ဖြစ်ရင်ခုံပေါက်နေတာငါတို့ကကြည့်ပါဦးခရာဆူးကြုံဟိုအထက်ကခရာဆူးကိုလေခရာဆူးမှန်းကျွန်တော်တို့မသိဘူးဟိုအထက်ကမြော့နဲ့မဲကြီးတွေ့တတ်တယ်အမလီမြော့နဲ့တွေတွေ့နေတာကြာလာပေါ့ကျွန်တော်တို့ကမြော့နဲ့တွေ့တာကိုအရားပြတယ်ဆိုသဘောများကြနေလားတော့မသိဘူးမြော့နဲ့ဆိုတာဂျိုနယ်လားကွယ်စိန်ခေါ်တာဗျဟဲ့မြော့နဲ့မင်းဂျိုနယ်လားစိန်ခေါ်တာ260ကျော်ပါပြီမွေနောက်မှာနဂါလို့ထည့်ထားတာဗျမွေနောက်မှာနဂါဆိုတာဘယ်တိုင်းပြည်တွေကိုစားပြူတာပါလေဟာမွေနဂါတောင်မကြောက်ဘူးကွယ်တဲ့ကျွန်တော်တော့မယုံဘူးဗျအဲ့ဒီလမ်းကြီးသာပိတ်ဝစ်စရာအနှွေးတယ်တောင်ရှိမှာမဟုတ်ဘူးမွေနဂါတောင်ကြောက်ဘူးကွယ်တဲ့ဆရာကြီးမင်းသူဝန်ပြတက်ရှိထင်ရှားရှိရင်လေစိတ်အယံဝမ်းနဲ့မှာမွေနဂါတောင်ကြောက်ဘူးကွယ်ဒီနေရာမှာပြောစရာရှိတယ်ဗျမကြောက်ဘူးလို့ပါဇက်ကကြိုက်တယ်လို့ပြောလို့ရတယ်ရင်ထဲမှာအကြောက်တရားရှိရတဲ့အကြောင်းရင်းအချက်၃ချက်ကြောင့်တစ်ပညာမတတ်တဲ့လူဟာပညာတတ်တဲ့လူကိုကြောက်ရတယ်ကြောက်တော့လူမျိုးတွေပညာတတ်အောင်သင်နှစ်အကျင့်သီလနည်းသူဟာအကျင့်သီလကြီးသူကိုကြောက်ရတယ်သီလနည်းရင်တတ္တိနည်းတယ်သီလကြောင်ရင်တတ္တိကြောင်တယ်တတ္တိမရှိတာ
သီလမရှိလို့ဒါကြောင့်မကြောက်ဖို့ဆိုရင်တစ်ပညာတတ်အောင်သင်နှစ်ဇာတိတကောင်းအောင်နေကြသုံးချမ်းသာဖို့လိုတဲ့ပတ်စံ